Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဟာနာရိုမီတာဆူ family time အနေနဲ့ family time အနေနဲ့ဟာနာရိုမြို့နားမှာရှိတဲ့ရေကူးကံမနော်ရေချိုးတဲ့နေရာ water park ကိုတော့မှာဖြစ်ပါတယ် so ဟာနာလည်းတစ်ခါမှမသွားဘူးဒါလေးရှိမှပဲဒီလိုမျိုးကလေးတွေတော့တဲ့နေရာကိုတော့ရတာဆိုတော့ဟာနာတော့လည်း first time experience ဖြစ်တယ်ပြီးတော့ဒါလေးတွေ့လည်း first time ဖြစ်တယ်ဆိုတော့ it's gonna be so interesting and လိုက်ကြည့်ပေးကြပါဦးနော်အရင်ဆုံးဝင်ကြီးကတော့လူကြီး30ကလေးက8ချက်နှစ်အောက်ကတော့3ချက်ပဲဆိုတော့မိသားစုလိုက်လာလဲဖို့အဆင်ပြေပါတယ် military edition လဲ discount ရပါတယ်နော်ဟာလာထင်ထားတဲ့အများကြီးလာပါတယ် so many people here ဒီနေ့ရတူတူတာရဆိုတော့လူရမ်းများတယ်ဒီနေရာလေးကတော့နွေရာသီမှာပဲဖွင့်ပါတယ်အများအပြားမေလကုန်ပိုင်းကနေစက်တင်ဘာလအစပိုင်းထိဖွင့်လို့ရှိပါတယ်စနေတနင်္ဂနွေမှာတော့ညနေ9:00နာရီထိလောက်ဖွင့်ပြီးတော့မှအခုဒီမှာတော့ည6:00နာရီမှာပြပါတယ်နော်အထက်ရောက်တဲ့နဲ့ကလေးတွေအတွက် flash area ရေကစားတဲ့နေရာရေလောင်းကြတဲ့ water basket water slide ရေကူးကန်အကြီးနဲ့ diving ထိုးလို့ရတဲ့နေရာတွေပါရှိတော့ကလေးတွေရောလူကြီးတွေတို့ပါအတူတူပြောနိုင်တဲ့နေရာလေးပါနော်ပြီးတော့အထက်မှာစားသောက်ဆိုင်လေးလည်းရှိပြီးတော့မှပီဇာ hot dog ရေခဲမုံအာလူကျော်အချွေနဲ့ရေခဲချစ်တို့လည်းဝယ်စားလို့ရပါတယ်ဟန်နာတို့ကတော့ကိုဟာကိုပဲယူသွားပါတယ်နော်ကျမတို့ဒီနေ့ရဲ့အပျော်ဆုံးချိန်ကတားလေးရေထဲမှာရေမောမောဆော့ကစားနေတာကိုကြည့်ရတဲ့အချိန်ပါပဲဒီလိုမိသားစုလိုက်အတူတူအချိန်ကုန်ဆုံးရတဲ့အခိုက်အတန့်လေးတွေကပတ်စံနဲ့တန်ဖိုးဖြစ်လို့မရတဲ့အမတ်တရားတွေပါနော်ဒါကြောင့် Bowling Green မှာရှိတဲ့မိသားစုတွေအတွက်တော့ဒီရေဆော့ကစားပြီးအပန်းဖြေတဲ့နေရာလေးကိုတစ်ခါလောက်လာလဲကြည့်ပါနော်လို့ပြောချင်ပါတယ်ကလေးတွေလည်းပြောမိဘတွေလည်းစိတ်ချမ်းသာပြီးမိသားစုအမတ်တရားကောင်းတွေဖန်တီးနိုင်တဲ့နေရာလေးပါ so may God bless your family bye